န်ကုန်မြို့လယ်ရှိဟိုတယ်တစ်ခုတွင်မျိုးသမီးတဦး၏အပိုင်းပိုင်းခုတ်ထစ်အသက်ခံထားရန်ကုန်မြို့လယ်ကောင်ရှိ Beauty Land ဟိုတယ်တွင်မျိုးသမီးတဦးအားအပိုင်းပိုင်းခုတ်ထစ်ကအသက်ခံထားရသည့်လူသက်မှုအားတွေ့ရှိရပြီးလူသက်သမားအားလက်ရှိအချိန်ထိဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းပန်းပဲတန်းမြို့နယ်ရဲစခန်းထံမှသိရသည်ဖြစ်စဉ်အားယနေ့အောက်တိုဘာလ6ရက်နေ့နက်9:45မိနစ်တွင်ပန်းပဲတန်းမြို့နယ်အမှတ်10တရက်အ32လမ်းအထက်ရှိ Beauty Land ဟိုတယ်ခန်းမှတ်900တွင်အမျိုးသမီးတဦးအားအပိုင်းပိုင်းခုတ်ထစ်တက်ဖြတ်ထားကြောင်းစတင်တွေ့ရှိခဲ့သည့်အသက်ခံထားရသူ၏ခန္ဓာကိုယ်ပိုင်းစများကိုအခန်းပြင်ဘက်ရှိလေပူထုတ်ဆက်တင်သည့်စင်မော်တွင်အမိုက်အိပ်ပြာရောင်ဖြင့်ထုတ်ပိုးပြီးတင်သွားခဲ့သည်ကိုသိရသည်တရားခံမမိသေးပါကျန်နာတွေတော့ဖြေလို့မရပါဘူးခုပန်းပဲတန်းမြို့နယ်ရဲစခန်းကဤတည်င်းနှင့်ပတ်သက်၍ဖြေကြားခဲ့သည်လက်တလောအသက်ခံထားရသောမျိုးသမီးကိုရေးရာဇဝင်ကိုလည်းရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးလျက်ရှိပြီးဤပြစ်မှုအတွက်အဖွဲ့ပေါင်းစုံမှပူးပေါင်း၍စုံစမ်းမှုများဆောင်ရွက်နေကြောင်းသိရသည်ယခုလိုမြို့လယ်ကောင်တွင်ဖြစ်ပွားခဲ့သည့်ဆိုးရွားလာသောလူတက်မှုကြောင့်ဒေသခံများကြားတွင်စိုးရိမ်ပူပန်မှုများမြင့်တက်နေကြောင်းသိရသည်